တောင်ယာကမှပင်လဲစီအထိလမ်းချင်းကလေးကစပန်းကင်းအဆုံးထိပန်းကလေးတွေကိုအားနာရမဲ့စစ်တလင်းမြေစုပ်ပဲ့တဲ့နွန်အိုင်ဒိုက်အနေတွေကနောက်ဆုံးလက်ကျန်စုဖို့ကလေးဒီလိုညနေမှာမျက်လုံးတွေကိုမှိတ်လိုက်ရင်ကြဲရောင်တွေရွေ့နေတာတွေ့မယ်မျက်လုံးကိုဖွင့်ထားရင်တော့ကြည့်လို့မဝတဲ့လမ်းကလေးနဲ့တောအုပ်ငယ်ကိုတွေ့မယ်လမ်းဆလျှောက်လိုက်တာနဲ့အစမှတ်ပြန်ရောက်သည့်အထိကံကိုတပတ်လှော်ပြီးအောင်တော့မင်းစပြီးပြေးကျင်လာတဲ့အခါမင်းတကူလုံးပေါ့ပါနေတာကိုသတိထားမိလိမ့်မယ်ပေးကမ်းပါမျှဝေပါအတူခံစားပါလို့မှားခြင်းတယ်ဒါမှပျော်ရမယ်မြင်ရမယ်ဆက်သွားလို့ရမယ်မင်းအတွက်အကာအကွယ်ကမေတ္တာတရားနဲ့ခံယူလက်ခံနိုင်ခြင်းပဲအနှိုင်းမဲ့ပျော်ရွှင်မှုကဒါပါပဲလို့မင်းတငယ်ချင်းကပြောလာခဲ့ရင်သူ့မျက်လုံးတွေကိုကြည့်ပြီးယုံပါယုံတယ်ဆိုတာပြန်ပြောပါမင်းချစ်တဲ့သူလောကတရားကိုညင်းငွေစိတ်ကုန်တဲ့အခါမိုက်ခရိုဝေ့ဖ်ထဲခေါင်းထိုးမဝင်ခင်လဲမင်းကိုတော့သူ့အတွေးတွေရှင်းပြသွားလိမ့်မယ်အုံနောက်ရဲ့အလုတ်လုတ်ပုံကအံ့ဩဖို့ကောင်းတယ်မသေးခင်သိသွားရမယ့်အရာတွေကိုစနစ်တကျဖွက်ထားတယ်မလားအေးဆက်ငြိမ်သက်နေတဲ့တိမ်ပြပြအစုအဝေးညနေဆောင်ချိန်မှာတွေ့ရင်သူသိကြောက်နေမလားစိတ်ပူလိုက်တာဟာလဲမလွဲရှောင်တာပါကွယ်စက်ကူပင်လေးအောက်မှာထိုင်ကြရင်သူ့မျက်နာပေါ်ကျနေတဲ့နေရောင်ကိုလက်ဖွားနဲ့ကာပေးဘူးတယ်ရှိရှိသမျှကိုခွန်ကိုအားနဲ့သူ့မျက်ရည်တွေကိုတုပ်ပေးခဲ့တာပါပန်းရောင်စုံတွေကောက်စီးပြီးနောက်တစ်ချိန်မင်းကိုပေးမဲ့ရက်အတွက်လက်ကြံမှတ်ဉဏ်တွေပျောက်မသွားဘူးကိုကတော့ပျော်အောင်နေမယ်ရိုးအံ့မယ်